ကမ္ဘာဖလားအုပ်စုရဲ့အသက်ရှူရမတဲ့ရင်ခုန်ခဲ့ရတဲ့အင်ရှင်မက္ကဆီကိုနဲ့အာရှဂျာတောင်ကိုရီးယားတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပါတယ်။ပထမပွဲမှာချက်ကိုအနိုင်ရခဲ့တဲ့ကိုရီးယားတို့ဒီနေ့ပွဲမှာအင်ရှင်ရဲ့ပရိသတ်အင်အားနဲ့ဖိအားပေးမှုကိုမခံနိုင်တဲ့တကူကိုမရှိဆိုရဲ့ရလဒ်နဲ့အရှုံးပေးလိုက်ရပါတယ်။ဒီပွဲမှာကိုရီးယားတို့ဘာကြောင့်ရှုံးနေခဲ့ရတာလဲ။မက္ကဆီကိုတို့ဘယ်လိုနည်းပြအကောင်းနေနဲ့ကစားခဲ့လဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ဗျာ။ပွဲစ4မိနစ်မှာတင်တောင်ကိုရီးယားကွင်းလေလူလီကန်ရင်တယောက်အဝါကပြခံရပြီးတော့ကိုရီးယားတို့အတွက်ကစားရအနေအချင်းခက်ခဲသွားခဲ့ပါတယ်ပထမပိုင်းမှာနှစ်ဖက်စလုံးအပြန်အလှန်ထိန်းကစားရင်းကိုမရှိတရေရလက်နဲ့ပြီးဆုံးခဲ့ပေမဲ့ဒုတိယပိုင်းအစ49မိနစ်မှာတော့မက်ဆီကိုကွင်းလေလူရိုမိုကအပိုင်ကန်သွင်းပြီးအင်ရှင်အတွက်ဥဆောင်ကိုရရှိစေခဲ့ပါတယ်ဒီကိုကကိုရီးယားကိုသမားရဲ့အမှားယွင်းကနေတဆင်ပေးလိုက်ရတာဖြစ်တယ်လို့မက်ဆီကိုအတွက်တော့ကမ္ဘာဖလားအုပ်စုအဆင့်အနေနောက်တစ်ဆင့်တပ်ဖို့တီချစေခဲ့တဲ့ကိုတကူလည်းဖြစ်ခဲ့ပါတယ်။ကိုရီးယားအသင်းဟာဂိုးပေးလိုက်ရပြီးနောက်ပိုင်း56မိနစ်မှာအသင်းကောင်းဆောင်ဆွန်အောင်မင်းကိုပါကွင်းထဲကနေလူကားလဲထုတ်ပြီးတိုက်စစ်အပြောင်းလဲလုပ်ခဲ့ပေမဲ့မက္ကဆီကိုရဲ့ချစ်လက်တဲ့ခံစစ်ကိုလုံးဝမထိုးပေါက်နိုင်ခဲ့ပါဘူး။ဆွန်အောင်မင်းတယောက်ဒီနေ့ပွဲမှာမက္ကဆီကိုနောက်ခံလူအေဗာရက်ရဲ့ထိန်းချုပ်မှုကိုခံခဲ့ရပြီးသူ့ရဲ့ထုံးစံအတိုင်းထက်မြက်တဲ့အဝေးကန်ချက်တွေကိုမြင်တွေ့ခွင့်မရခဲ့တာဟာကိုရီးယားအတွက်တော့အဓိကနစ်နာချက်တစ်ခုပါပဲ။အခုဆိုရင်မက္ကဆီကိုကနှစ်ပွဲနိုင်6မှတ်နဲ့အုပ်စု A ရဲ့နံပါတ်1နေရာကိုရရှိသွားခဲ့ပါပြီ။ကိုရီးယားတို့ကတော့နောက်ဆုံးပွဲမှာတောင်အာဖရိကနဲ့အသေးအလဲထပ်မံကစားရအောင်ပါပါ။ကဲပရိသတ်ကြီးရောဆော်မင်တို့တောင်ကိုရီးယားအသင်းအုပ်စုအဆင့်ကနေနောက်တစ်ဆင့်တက်ပါအောင်မလား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးပါ။